နာထောက်ကပြန်လာတော့ဘာဖြစ်တာလဲမသိဘူးအတွက်ဒီရင်းကြီးနေတော့လည်းအက်ကလေးပြီးဘက်တော့ပြီးရပြီးတော့ကျွန်တော်ဖုန်းခေါ်တော့တယောက်ပဲခေါ်ရတယ်တယောက်ကခေါ်ရရတယ်တော့မျက်နှာမမြင်ရတော့ဖုန်းကဝင်တာဖုန်းကဝင်နေခေါ်လို့ရသေးတယ်အဲ့လိုဖြစ်နေတယ်ဒီပြေးနေတဲ့အချိန်ဒီမှာပေါ့နောက်ပြီးတော့တိုက်ကဘာလို့လုံနေတာကြည့်နေတယ်ဘူးတော့ဘုံရယူနေရတယ်လိမ့်မကြဘူးနဲ့အုံးပြောရင်ဘုံကလည်းဘုံကပြောလို့မရတော့ဘူးအဲ့ဒါလုပ်တဲ့ဆောက်တယ်ကုညီပါလားမပါဘူးလားမင်းတို့ဘာလားမပါဘူးဒီရတယ်ဒီတော့မျောလင်းတာဟုတ်တယ်ရှင်ပြီတော့ပါပါသေးပဲသူကအမင်းနဲ့ဖေတော့ရှားနေတော့ပဲသူပြောတာမလေးဘူးအဲ့လူတွေကကျွန်တော်လည်းဒီကြလောက်ဘူးအဲ့ကတော့မင်းဘူးကြတာလူညမှာနေကြီးမှမမြင်ညဆိုရင်လက်ကြမှာဆိုတော့အဲ့ဒီကတော့ပြရတယ်ပန်ထိုင်รู้เรื่องเปล่าดูจริงๆกับกูเนี่ยย้ายไปเลยดิอ่ะ